82နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကရင်ပြည်နယ်ရဲ့လေယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုထောက်ကူပြုနိုင်မယ်။ရှိုင်းထူးကော်မတီရဲ့ကုပို့တအမှတ်တစိလေယာသုံးဆက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံဖွင့်ပွဲခမ်းနားကိုမလ18ရက်နေ့နံနက်ပိုင်းကဖအံဆက်မှုဆောင်မှရှိတဲ့အဆိုပါစက်ရုံတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ရှေ့ဦးစွာပြည်내ဝန်ကြီးချုပ်ဦးစောမြင့်ဦးပြည်내တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းပြည်내ဝန်ကြီးများနှင့်ကော်မတီတာဝန်ရှိသူများကမြန်မာနိုင်ငံသားယင်းနှမြုပ်နှံမှုငွေကျပ်9,900တန်းဖြင့်ကုပိုတာမှတ်တစိလက်တွန်းထွန်ဆက်လက်ရသုံးဆက်ပစ္စည်းများကို SKD စနစ်တက်ဆင်ထုတ်လုပ်၍မြန်မာနိုင်ငံလုံးသို့ပို့ဆောင်ဖြတ်ချီမဲ့ရှိုင်းထူးကော်မတီရဲ့လက်ရသုံးဆက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုဖေးချိုပြဖွင့်လှစ်ပေးကြပြီးပြည်내ဝန်ကြီးချုပ်ကစက်ရုံဆိုင်ဘုတ်အားစက်ခလုတ်နှိပ်ဖွင့်နေပေးကတက်ရောက်လာသူများနဲ့အတူစက်ရုံဆိုင်ဘုတ်နဲ့ကပီးမကွန်းအားမွေးနေ့သားရင်များပတ်ဖြန့်ပေးခဲ့ကြပါတယ်။အဲဒီနောက်ပြည်내ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာစက်ရုံဖွင့်ပွဲကိုတက်ရောက်လာကြတဲ့ယဉ်ကျေးမှုအဖွဲ့များဂုဏ်ပြုစုများပေးအပ်ချီးမြှင့်ပြီးစူပါမတ်တက်တဲ့ပုံများရက်ကူခဲ့ကြကစက်ရုံအတွင်းမှာကုပိုတိုင်းအင်ဂျင်များတက်ဆင်ထုတ်လုပ်နေမှုချင်းနဲ့လက်တွန်းထွန်ဆက်များတက်ဆင်ထုတ်လုပ်နေမှုတက်ဆင်ထုတ်လုပ်ပြီးလေယာသုံးဆက်ပစ္စည်းများစက်ရုံလက်ဖြင့်လက်တွန်းထွန်ဆက်ရဲ့တွဲဘက်ပစ္စည်းများလေယာသုံးကိရိယာများတက်ဆင်ထုတ်လုပ်မှုတို့ကိုလက်လက်ကြည့်ရှုအားပေးခဲ့ပြီးတဲ့နောက်စက်ရုံတာဝန်ရှိသူများအားလိုအပ်သည့်များမှာကြားခဲ့တယ်လို့သိရပါတယ်။စက်ရုံများကောင်းမွန်စွာလည်ပတ်လုပ်ကိုင်နိုင်ရေးအတွက်လိုအပ်တဲ့ infrastructure ပိုင်းဖြစ်တဲ့လမ်းမဆက်သွယ်ရေးလျှစ်စစ်တမ်းအားရရှိရေးရေရရှိရေးစသဖြင့်အဖက်ဖက်မှဖြစ်စီဆောင်ရွက်ပေးထားရခုခါမှာဆိုရင်ဖန်ဆမှုဆောင်မှာလေပတ်စက်ရုံ54ရုံနဲ့တိဆောက်ဆဲစက်ရုံ28ရုံရှိပြီးပြည်내စက်မှုကြီးကြပ်ရေးနဲ့စစ်စေးအုပ်စီဌာနမှတရှိရကအဆိုပါစက်ရုံဖွင့်ပွဲမှာပြည်내ဝန်ကြီးချုပ်စောမြတ်ဦးကကရင်ပြည်နယ်ရဲ့ဒေသဖွံ့ဖြိုးရေးလောက်ကန်ခွင့်လန်းဖန်တီးပေးနိုင်ရေးစက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမှာယခုထုတ်လုပ်မဲ့လက်တွန်းထွန်ဆက်သားမှာကထွန်ဆက်ကြီးများအထိတိုးတက်ထုတ်လုပ်ပြီးတောင်းသူလယ်သမားများအားကိုအားထားပြုရတဲ့ထောက်ကုံတစ်ခုအဖြစ်ရည်တည်နိုင်သည့်စ조사ဆောင်ရွက်သွားခြင်းအစီလိုကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်ဖန်ဆက်မှုဆောင်ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌစီးပွားရေးဝန်ကြီးဦးစောခင်မောင်မြတ်ကဖန်ဆက်မှုဆောင်နဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပြီးတဲ့နောက်စက်ရုံမန်နေဂျာကစက်ရုံနဲ့ပတ်သက်၍ရှင်းလင်းတင်ပြကရှိုင်းတူကော်မတီရဲ့ကုပိုတာမှတ်တစိလေယာသုံးဆက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမန်နေဂျာဒါရိုက်တာဦးမင်းမင်းခိုင်စိုးကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲဒီနောက်ကော်မတီတာဝန်ရှိသူများကရှိုင်းထူးကော်မတီမှတက်ဆင်ထုတ်လုပ်တဲ့လက်တွန်းထွန်ဆက်တစည်းကိုပြည်내ဆိုရအဖွဲ့ဝန်ကြီးချုပ်ထံပေးအပ်လူတန်းပြီးစူပါမတ်တက်ပုံများရက်ကူကပြည်내ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကစက်ရုံဖွင့်ပွဲကိုတက်ရောက်လာကြတဲ့လုပ်ငန်းရှင်များနဲ့ဒေသခံများအားရင်းနှီးတွေ့ဆုံနှုတ်ဆက်ပြီးအားပေးစကားများပြောကြားခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုဖန်ခရိုင်ပြည်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်။